ကြုံပြတဲ့လူတွေတော်လို့မဟုတ်ဘူးကြုံခံမဲ့လူတွေကပျော်နေကြလို့ဒီတော်လန်ကြီးကကြံ့ကြာနေတာဒီတော်လန်ကြီးမအောင်သေးတာရန်သူကအားကြီးလို့မဟုတ်ကြုံဘဝမှာအသက်ရှင်နေရတာကိုအဆင်ပြေတယ်လို့ထင်နေတဲ့လူတွေများနေသေးလို့တချို့လူတွေကလွတ်လပ်မှုမရှိတော့တဲ့ဘဝမှာတော့ပျော်နေတတ်လာကြတယ်မတရားတာကိုမြင်တယ်ဒါပေမဲ့ငါနဲ့မဆိုင်ဘူးဆိုပြီးတော့မျက်နှာလွှဲသွားကြတယ်အမှန်ပြောတဲ့လူကိုပြဿနာရှာတဲ့လူလို့မြင်လာကြတယ်ခေါင်းမငုံတဲ့သူကိုယူနေတဲ့လူလို့ပြောလာကြတယ်အကြောက်တရားအောက်မှာနေသားကြလာတော့ကြုံဘဝကိုတော့အဆင်ပြေတယ်လို့ထင်လာကြတယ်ခင်ဗျားတို့တေချာစဉ်းစားကြည့်ပါကိုယ်နိုင်ငံမှာနေကိုယ်အိမ်မှာကိုနေတာတော့ကြောက်ပြီးနေရတဲ့ဘဝအဲ့ဒါကိုခင်ဗျားတို့ကအသက်ရှင်တယ်လို့ခေါ်တာလားမတရားတာကိုမကြိုက်တဲ့လူငယ်တွေကတောတောင်တွေထဲမှာနိုင်ငံအတွက်အသက်ပေးပြီးလိုက်ပွဲဝင်နေကြတယ်တချို့ကအိမ်မပြန်နိုင်တော့ဘူးတချို့မိသားစုတွေကတော်လန်ရေးပြီးတဲ့နေ့ပြန်လာမယ်ဆိုတဲ့စကားတခွန်းကိုပဲမျှော်ပြီးအသက်ရှင်နေကြတယ်ဒါပေမဲ့မြို့ထဲမှာတော့အရာအလုံးကပုံမှန်လိုပါပဲသွေးတွေပေါ်မှာပျော်ပွဲရွှင်ပွဲတွေကျင်းပနေကြတယ်အဲဒါကြောင့်တော်လန်ရေးကတနက်ကြောင်ကြံ့ကြာနေတာမဟုတ်ပဲကိုယ်နဲ့မဆိုင်သလိုတိတ်ဆိတ်နေတဲ့လူတွေကြောင့်ကြံ့ကြာနေတာပေါ့တကယ်တော့အာနာရှင်တွေကြောက်တာသူတို့ကိုမကြောက်တော့တဲ့လူတို့ကိုပဲဗျအဲဒါကြောင့်သူတို့ကလူတို့ရဲ့စိတ်ကိုအရင်တတ်ခဲ့တာပေါ့အဲ့ဒီစိတ်ကပဲတိုင်းပြည်တစ်ခုလုံးကိုအမောင်နဲ့ဆွဲချသွားတော့တာလေဒါပေမဲ့မှတ်ထားလူတိုင်းငြိမ်နေတော့အမှန်တရားကတော့မသေးဘူးဗျဒီနေ့ဒီနိုင်ငံသားတွေတိတ်ဆိတ်မှုတဲ့အမှန်တရားကိုရွေးချယ်လာတဲ့အချိန်လူမထောက်ဘူးလို့ပြောရဲလာတဲ့အချိန်ကြောက်စိတ်ထက်မာနကိုရွေးလာတဲ့အချိန်အဲ့ဒီနေ့ကတော်လန်ရေးအောင်နေနေပဲ